မင်္ဂလိအတန်အမျိုးအစားများအားလုံးပဲမင်္ဂလာပါ Music Page Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Q ဖြစ်ပါတယ်အရင်တစ်ပတ်ကစီတူကနေပြီးတော့ယောက်ျားလေး vocal အမျိုးအစားတွေပြောပြီးပြီဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ မင်္ဂလိ vocal အမျိုးအစားတွေပြောမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ soprano ဖြစ်ပါတယ်soprano ကတော့ main ကလေးတွေမှာအတန်တိုက်အမြင့်ဆုံး key အမြင့်ဆုံးအတန်အမျိုးအစားဖြစ်ပြီးတော့ဒီ vocal type တွေအားလုံးရှင်းလိုက်ပြီဆိုရင်လည်းသူကအမြင့်ဆုံးအတန်အမျိုးအစားဖြစ်ပါတယ်အမြင့်ဆိုတာ standard မြင့်တာပြောတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အတန် range ပေါ့နော်မြင့်တာကိုပြောတာဖြစ်ပါတယ်ဆိုတော့သူက pingo type က bright ဖြစ်တယ်တုံးကပေါ့ပေါ့ပါပါဖြစ်တယ်အမြင့်တွေကိုလွယ်လွယ်ကူကူဆိုနိုင်တယ်နောက်ပြီးတော့ဒီ opera တွေဘာတွေမှာဆိုလဲသူက main lead အနေနဲ့ရတာများတယ်ပေါ့နော် example အနေနဲ့ပြောရမယ်ဆိုရင် international မှာဆိုရင် Ariana Grande တို့ Mariah Carey တို့မြန်မာမှာဆိုလဲ Anime Sweet တို့ Chan Chan တို့ရှိရပါတော့ K-pop မှာဆိုလဲ main vocal တွေတော်တော်များများ soprano ဖြစ်တာကိုတွေ့ရပါတယ်ဆိုတော့သူတို့ရဲ့ဒီ average range ကတော့ C4 to C6 ရှိပါတယ်နောက်တစ်ခုကတော့ mezzo soprano type ဖြစ်ပါတယ် mezzo soprano type ကတော့အလယ်လက်အတန်မျိုးစားဖြစ်ပါတယ်ဒါပေမဲ့သူကအမြင့်ကိုလည်းကောင်းကောင်းဆိုနိုင်တယ်အနှင်းကိုလည်းကောင်းကောင်းဆိုနိုင်တယ်ဒါပေမဲ့အမြင့်ကတော့ soprano လောက်မမြင့်သလိုအနှင်းကတော့ contralto လောက်တော့မမြင့်ပါဘူးဒါပေမဲ့ train ထားတဲ့ mezzo soprano တွေကအတန် rich tone ဖြစ်တယ်ပြီးတော့ power လည်းကြီးပြီးတော့သူတို့ train တလောက်ပေါ့နော်သူ soprano တွေအပြိုင်လိုက်နိုင်တာမျိုးတွေတော့တွေ့ရပါတယ်ကျွန်တော် international မှာဆိုရင် Adele တို့ Lady Gaga တို့ Beyonce တို့ဒီလို diva တွေက mezzo soprano တွေပေါ့နော်နောက်ပြီးကျွန်တော်မြန်မာမှာဆိုလဲနေနေခင်ဆိုဖြူဖြူကျော်သိန်းအဲ့လိုမျိုး diva တွေရှိရပေါ့နော် K-pop မှာဆိုလဲ Lee Hee တို့ Ugi တို့အဲ့လိုမျိုးဒီ singer တွေက mezzo soprano ဖြစ်နေတာတွေ့ရပါတယ်နောက်ဆုံးအတန်မျိုးစားကတော့ contralto အတန်မျိုးစားလို့ခေါ်ပါတယ် contralto ကိုတချို့က alto လို့လည်းခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ music industry မှာဒီ conflict ဖြစ်နေတာပေါ့နော်ဒီ vocal နဲ့ပတ်သက်ပြီးတော့ conflict ဖြစ်တာကalto နဲ့ contralto ကနည်းနည်းကွာရုံနဲ့တချို့ကပြောကြပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာတစ်ခုတည်းအနေနဲ့သတ်မှတ်ပြောလိုက်ပါမယ်ဆိုတော့ဒီအတန်မျိုးစားရှိတဲ့လူတွေကတော့အတန်ကအောတယ်ပေါ့နော်ပြောရမှာဆိုရင်တချို့ဆိုရင်ကွာတချင်းဆိုနေတယ်ဒါပေမဲ့ယောက်ျားလေးဆိုနေရလားဘာလားလို့တော့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ तू ကdeep ဖြစ်တာအတန် deep ဖြစ်တယ် power ကြီးတယ်အနှိမ့်တွေကိုကောင်းကောင်းဆိုလို့ရတယ်အနှိမ့်နဲ့ရှင်းလာပြီဆိုသူ့ဘယ်တိုင်းမှသူ့မှန်ပြီးတော့ပေါ့နော်ဒီ main ကလေးနဲ့ရှင်းမယ်ဆိုရင်အဲ့တော့အနှိမ့်ကိုကောင်းကောင်းဆိုနိုင်တယ်ဒါပေမဲ့အမြင့်ကိုလည်းခုနကပြောရတဲ့ type နှစ်ခုလောက်မရရင်ပဲသူတို့ရနိုင်တဲ့လောက်ထိဆိုလို့ရပါတယ်ဆိုတော့သူတို့ရဲ့ average range ကတော့ F3 to F5 ရှိပါတယ်။ဆိုတော့ကျွန်တော် international မှာဆိုရင်တော့ share လိုမျိုး iconic device ရှိရယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာမှာတော့တွေ့တဲ့လောက်ကတော့တိတ်ပြီးတော့မများဘူးပေါ့နော်ဒီလို type ကကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ကျွန်တော်မြင်မှုတာရှိရယ်။ဆိုတော့အဆိုတော့မဟုတ်တော့ကျွန်တော်အထည့်ပြီးမပြောတော့ဘူးပေါ့နော်။ဆိုတော့တင်ရောဘယ် vocal type မျိုးစားတွေမှာပါနေပါသလဲ။ကျွန်တော်တို့ vocal type နှစ်မျိုးလုံးပြောပြီးပြီဆိုတော့နောက်ပတ်ကြရင်ကျွန်တော်တို့ကအတန် range ပေါ့ key vocal range ကိုကျွန်တော်တို့ဘယ် application တွေနဲ့ရှာလို့ရမလဲဘယ်လိုမျိုးရှာလို့ရမလဲဆိုရင်နီလန်းလေးတွေကိုနောက်တစ်ပတ်မှာပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ channel လေးကို subscribe နဲ့ follow လေးလုပ်ထားပေးပါအားလုံးပဲ bye bye